နံပါတ်1เลือกရွေးချယ်တယ်လောก็เลือกရွေးချယ်တယ်ပေါ့နော်ဘာရွေးချယ်လဲနံပါတ်2ကိုကြည့်မယ်เลือกสีအတစ်ပေါ်လာတဲ့စကားလုံးสีအတိတ်ပဲတော့အယောင်ပြောဖြစ်ပါတယ်ဆိုတော့เลือกสีအယောင်ကိုရွေးတယ်နံပါတ်3เลือกสีที่ชอบเลือกสีที่ชอบဟုတ်ပြီที่ရဲ့အတိတ်ပဲလေးကတော့ကျွန်တော်တို့ grammar မှာဆိုရင်နည်းနည်းအသုံးလုံးလေးနည်းနည်းလေးများတယ်ပေါ့နော်ဒီနေရာမှာတော့สีဆိုတာကအယောင် noun ပြောဖြစ်ပါတယ်အဲ့တော့ noun ရဲ့နောက်မှာ ที่ဆိုရင်အဲ့ဒီ ที่ဒီကျွန်တော်တို့အင်္ဂလိပ်စာမှာဆိုရင် who တို့ that တို့အဲ့ဒါတူတယ်ပေါ့နော်ရှေ့ကစကားလုံးပြန်ညွှန်းတာမြန်မာလိုဘယ်လိုပြန်ရမှာလဲဆိုရင်တဲ့ဆိုတဲ့ပုံစံနဲ့ပြန်ရမှာဖြစ်ပါတယ်အဲ့တော့สีที่ဆိုတော့တဲ့အယောင်ชอบကြိုက်တယ်ဆိုတော့สีที่ชอบဒီလိုလုံးမှာပါสีที่ชอบကြိုက်တဲ့အယောင်ဆိုတော့เลือกရွေးချယ်တယ်สีที่ชอบကြိုက်တဲ့အယောင်အဲ့တော့เลือกสีที่ชอบကြိုက်တဲ့အယောင်ကိုရွေးတယ်နောက်ဆုံးတစ်ကြောင်းเลือกสีที่ชอบได้นะเลือกสีที่ชอบได้นะအတစ်ပေါ်လာတဲ့စကားလုံးได้นะได้ရဲ့အဓိပ္ပာယ်ရတယ်နားရဲ့အဓိပ္ပာယ်ဆိုတော့မြန်မာလိုဆိုရင်နော်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့เลือกสีที่ชอบได้นะဆိုတော့ကြိုက်တဲ့အရာကိုရွေးလို့ရတယ်နော်เลือกสีที่ชอบได้นะကြိုက်တဲ့အရာကိုရွေးလို့ရတယ်နော်ဒီလိုသင်ခန်းစာလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ video class အနေနဲ့အလို့ရပါတယ် video class ထဲမှာတော့ကျွန်တော်တို့တချို့ grammar လေးတွေကိုအသေးစိတ်ပြန်ရှင်းပြထားလေးတွေပါတယ်နောက်တစ်ခါတော့ဒီသင်လိုက်တဲ့စာပိုက်ကိုနားလည်လားနားမလည်လားစမ်းစစ်လို့ရအောင်ကျွန်တော်တို့မိကုန်းလေးလည်းထည့်ထားပေးတယ်ပေါ့နော်ဆိုတော့အချင်းနဲ့စိတ်ဝင်စားရဆိုရင် video လေးကို screenshot ရိုက် page messenger မှာအသေးစိတ်စုံစမ်းလို့ရပါပြီဆိုတော့ဒီ video ကနေလာအပ်တယ်ဆိုရင်လည်းအထူးစီးလေးနဲ့ရရှိအောင်မှာဖြစ်ပါတယ်နောက်ထပ် video လေးမှာထပ်တွေ့ပါမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်